ကဖရာရဲ့တရားကိုဉာဏ်ဥကိုဘယ်ဘက်လှည့်ပြီးတော့နာခဲ့တာလေတဲ့ငါလိုမိမ့်မသားတယောက်တော်မှာတင်တို့ထက်မြင့်မြတ်တဲ့ဘဝကိုရအောင်လုပ်နိုင်တယ်မြင့်မြတ်ရာကိုညွှန်ကြားတဲ့သာသနာတော်ကြီးနဲ့တွေ့ပါလဲခင်နဲ့ဘာကြောင့်မြင့်တဲ့ဘဝတွေကိုရအောင်မလုပ်နိုင်တာလဲသင်တို့ရဲ့ဉာဏ်ဥတွေဟာဘယ်ဘက်ကိုလှည့်နေတာလဲလို့အဲ့ဒါလိုပြောတာဟုတ်လားအဲ့ဒါလိုပြောတော့အဲ့ဒီခန္ဓာပတ်နဲ့၃ယောက်ကဩကြည်စမ်းငါတို့ကိုဆွန်းလောင်းခဲ့တဲ့ငါတို့တပည့်မှာဂောပိကာတာကီဝင်မင်းသမီးကဂောပကနတ်သားဆိုပြီးတော့တို့ကဖြောပြေးနေရတယ်သူကခံစားနေရတယ်အဲ့ဒါလိုတန်ဝေကတွေရပြီးတော့ကနေရင်းနဲ့ရက်ပြီးတော့အဲ့ဒီနတ်၃ယောက်ထဲက2ယောက်ကတခါတည်းရခဲ့ပြီးသားတရားကိုပြန်ပြီးတော့စဉ်းစားလိုက်တာပထမဇန်မှာရပြီးတော့အနာဂံဖြစ်တယ်2ယောက်ကနော်အနာဂံဖြစ်ပြီးတော့အဲ့ဒီနာတဲ့သုတိစိတ်ကြပြီးတော့နတ်ဘဝထက်မြင့်မြတ်တဲ့ဗြဟ္မဘဝကိုတခါတည်းတန်းပြီးတော့ရသွားတာနတ်တယောက်ကတော့ဘာတတိမှမရနိုင်မဲနဲ့အဲ့ဒီကန္တပနတ်မှာပဲပျော်ပြီးတော့ကမြဲကတီမြဲတီဒီလိုပဲဆက်ပြီးတော့နေတာတဲ့ဟုတ်လားအေးအဲ့ဒါကိုတရားမင်းကြီးကမြင်နေဟေးစောစောကနေတဲ့နတ်2ယောက်ဘယ်ရောက်သွားလဲဟာဗြဟ္မာဖြစ်သွားပြီသူ့ထက်မြင့်သွားပြီနော်အဲ့ဒီမှာဂောပကနတ်သားကိုမေးတော့မှဂောပကနတ်သားကသူ့ရဲ့ဆရာယဟန်နေဖြစ်ခဲ့တယ်အဲ့ဒါကိုရင်ထုမနာဖြစ်လို့သူတို့ကိုတနာလို့ရဆက်ပြောလိုက်တာ2ယောက်ကတော့ဘာဖြစ်သွားတော့အကျိုးရှိသွားတယ်တယောက်ကတော့ပျော်မြဲပြောနေတာအဲ့ဒါကိုမြတ်စွာဘုရားကိုတရားမင်းကြီးကလျှောက်တာနော်အဲ့ဒီဂောပကနတ်သားကိုအကြောင်းပြုပြီးတော့အဲ့ဒီနတ်သား2ယောက်ကတကယ့်အရိယာပုဂ္ဂိုလ်ကြီးတွေအနာဂံပုဂ္ဂိုလ်ကြီးတွေဖြစ်သွားတာတရားတို့ရပြီးတော့တန်တရားရေးစိတ်အေးသွားရတာတပည့်တော်တို့လည်းပဲအဲ့ဒါလိုတရားတို့လေးများရပါစေတော့ဆိုတဲ့မျှော်လင့်ချက်ကလေးနဲ့မြတ်စွာဘုရားဒီကိုတပည့်တော်ရောက်ခဲ့တာပါတဲ့တရားမင်းကြီးကစကားတွေခင်းနေတာနော်အဲ့ဒါကိုပိဋကပေါင်းသူတော်ကောင်းတို့ဘ ഹു တုတ္တအနေနဲ့မှတ်သားဖို့ရကောင်းလို့ဦးဇင်းကရှင်းပြတာဟောလို့ရင်တရားကအခုမှစမှာမငြိမ်းချမ်းတာဘာကြောင့်လဲဆိုတဲ့မေခွန်းရဲ့အဖြေတွေကဘာလဲအခုမှစမှာဟုတ်လားအေးအဲ့ဒီမှာမြတ်စွာဘုရားကိုတရားမင်းကြီးကသူမေးကျင်တာလေးမေးခွန်းပြုပါမိအကြောင်းတောင်းပန်တော့မှမြတ်စွာဘုရားကကိုင်းမေးလို့တာကိုမေးပါဆိုတော့မှဏိဒန်းတော့ကဥစဉ်ရုပ်ခဲ့တာလေးမှတ်မိသေးလားနော်မာရိတံဘေးရန်ကင်းတော်မူသောမြတ်စွာဘုရားဒေဝနတ်တို့သည်၎င်းမနုဿာလူတို့သည်၎င်းအတူရာတို့သည်၎င်းနာဂနဂတို့သည်၎င်းကန္တပနတ်တို့သည်၎င်းအင်းကြီးဆိုအပ်ပြီးသည်မှတမျိုးတခြားဖြစ်ကုန်သောရေစာပုထုကာယများလာစွာကုန်သောတတ္တဝါတို့သည်အဋ္ဌိတန္တိရှိကြပါကုန်၏တေဇာထိုနတ်လိုစားသောတတ္တဝါတို့သည်အဝေရာယံကင်းကြကုန်သည်ဖြစ်၍အဒန္တာဒံကင်းကြကုန်သည်ဖြစ်၍အတ္တပတ္တယံသူဟုသည်မြကင်းဝေးကြကုန်သည်ဖြစ်၍အပြာပိဇာစိတ်ဆင်းရဲခြင်းကင်းဝေးကြကုန်သည်ဖြစ်၍ဝိဟရေမှုနေလိုကြပါကုန်၏ဖျားအထာဇာပနာတို့ကဲ့သို့ချမ်းချမ်းသာသာနေလိုကြပါကုန်တော်လေနေတံထိုနတ်လိုစားသောတတ္တဝါတို့သည်သဝေရာယံနေနဲ့တကွသဒန္တာဘေးယံနေနဲ့တကွသတပတ္တယံသူတွေနဲ့တကွသပြပိစာစိတ်ဆင်းရဲခြင်းနဲ့တကွဝိဟရေမှုနေကြရကုန်၏ဝိဟရန္တိနေကြရပါကုန်၏ကိဉ္တံယောဇနံထိုကဲ့သို့သောဆင်းရဲခြင်းနေကြရတာဟာဘယ်ကဲ့သို့သောတန်ရောစဉ်နှောင်ကြိုးကြောင့်ပါဏိမြတ်စွာဘုရားဒီမေကွန်းကလေးမေးတာတတ္တဝါတိုင်းဘေးကင်းရန်ကင်းငြိမ်းငြိမ်းချမ်းချမ်းနှလုံးစိတ်ဝမ်းအေးသာသာနေလိုကြပေမဲ့လို့အဲ့ဒါလို့မနေကြရဘဲနဲ့ဘေးတွေရန်တွေပူလောင်မှုတွေနဲ့နေကြရတာဟာဘာကြောင့်လဲတဲ့မေကွန်းကဟုတ်လားဘယ်လိုတန်ရောစဉ်နှောင်ကြိုးကြောင့်အဲ့ဒါလို့မျောလင့်တဲ့အတိုင်းမနေရဘဲနဲ့မိမိမနေခြင်းတဲ့အတိုင်းကြီးနေရတာလေအဲ့ဒီမှာမြတ်စွာဘုရားကတတ္တဝါတွေဟာငြိမ်းချမ်းခြင်းကြပေမလို့ပူပူလောင်လောင်နဲ့မငြိမ်းမချမ်းနေကြရတာဟာအိတ္တာမစ္စရိယတန်ရောဇနံ
မနာလိုခြင်းဝင်တိုခြင်းဆိုတဲ့တန်ရောစဉ်ကျိုးနှစ်ချောင်းကြောင့်ငြိမ်းချမ်းခြင်းမှာလဲခင်နဲ့မငြိမ်းမချမ်းနေကြရတာဘာတန်ရောစဉ်အိတ်တာမစ္စရိယတန်ရောစဉ်တဲ့အိတ်တာဆိုတာမနာလိုတာမစ္စရိယဆိုတာကဝင်တိုတာမနာလိုခြင်းဝင်တိုခြင်းပုထုဇဉ်တိုင်းမှာမနာလိုခြင်းဝင်တိုခြင်းဆိုတာရှိကိုရှိတယ်အဲ့ဒီမနာလိုခြင်းဝင်တိုခြင်းဆိုတဲ့တန်ရောစဉ်ကျိုးနှစ်ချောင်းကြောင့်တတ္တဝါတွေဟာငြိမ်းချမ်းခြင်းကြပေမလို့မငြိမ်းမချမ်းနေကြရတာရန်ကင်းခြင်းကြပေမလို့ရန်နေနဲ့နေကြရတာဟုတ်လားအဲ့ဒီတော့မနာလိုဘူးဆိုတာပါလေပိဋကပေါင်းသူတော်ကောင်းတို့သိပါတယ်ဘေးကပုဂ္ဂိုလ်တွေစီးပွားရေးတွေပြည်လေတယ်ပညာရေးတွေပြည်လေတယ်ကောင်းနေတယ်ဆိုရင်နားထဲမှာမကြားခြင်းဘူးမနာလိုဘူးသူများကိုယ့်ထက်သာတာတနည်းအားဖြင့်ကိုသူများအဆင်ပြေနေတာကိုစိတ်ထဲမှာအရသာမခံနိုင်တဲ့သဘောအဲ့ဒါကိုဘာခေါ်မလဲမနာလိုတဲ့သဘောသူများအဆင်ပြေတာကိုစိတ်ထဲမှာအရသာမခံနိုင်တဲ့သဘောကိုဘာခေါ်မလဲမနာလိုတဲ့သဘောရှိတယ်နော်တခါကြီးများရှိတယ်နော်အေးဝင်တိုခြင်းဆိုတာကိုတော့ကိုပိုင်နေလို့သတ်မှတ်ထားတဲ့အရာတွေသူများကိုမထိသေးခြင်းမူသူများနဲ့မဆက်ဆံသေးခြင်းမူဟုတ်လားသူများနဲ့မပတ်သက်စေခြင်းမူအင်မတန်ကြောက်ကြစိုက်ပြီးတော့သူများနဲ့ပတ်သက်သွားမှတိတ်ပြီးတော့ကြောက်နေတဲ့သဘောကိုဝင်တိုတာနားလေတယ်နော်အေးအဲ့ဒီမနာလိုခြင်းဝင်တိုခြင်းဆိုတဲ့တရားနှစ်ပါးကြောင့်လောကကြီးဟာမငြိမ်းချမ်းတာတဲ့ရန်ကင်းခြင်းပဲမလို့ရန်မကင်းပဲနဲ့နေကြရတာပိဋကပေါင်းသူတော်ကောင်းတို့သိပါတယ်ဉာဏ်ရှိပါတယ်စဉ်းစားကြည့်ပါနော်တယောက်နဲ့တယောက်ရန်နေဖြစ်ကြရတာနော်တယောက်နဲ့တယောက်စိတ်ထဲမှာမုန်းနေကြရတာဟုတ်လားတရက်ကွက်နဲ့တရက်ကွက်တရွာနဲ့တရွာတစ်မြို့နဲ့တစ်မြို့တစ်နိုင်ငံနဲ့တစ်နိုင်ငံဒါကြီးကြီးကျယ်ကျယ်ပြောကြည့်တာနော်ဟုတ်လားအဲ့ဒါလို့တအုပ်စုနဲ့တအုပ်စုရန်နေနဲ့တယောက်ကိုတယောက်မုန်းပြီးတော့တယောက်ကိုတယောက်ကြောက်ပြီးတော့ဘေးတွေဒဏ်နေနဲ့မငြိမ်းမချမ်းနေကြရတာဟာဒီမနာလိုခြင်းဝင်တိုခြင်းကိုအခြေခံတာပဲငါထက်သာသွားမှာလားစိုးရိမ်တယ်ပိဋကရေသူရဲ့ကိုရဲ့လို့ခွဲခြားလိုက်တဲ့ကိုကစပြီးတော့ကိုယ့်ထက်သာသွားမှာကိုဘာဖြစ်တယ်လဲစိုးရိမ်တယ်သူ့အုပ်စုကိုယ့်အုပ်စုအဲ့ဒါလို့ကွဲလိုက်ပြီးဆိုတဲ့ကစပြီးတော့ကိုယ့်အုပ်စုကသာခြင်းတယ်သူ့အုပ်စုကိုကိုယ့်ထက်တော့မသာသေးခြင်းဘူးတာမှာကြောက်တယ်တာရင်လည်းပဲစိတ်ထဲမှာမကျေနပ်ဘူးအဲ့ဒီမကျေနပ်တာကိုဘာခေါ်မလဲမနာလိုဘူးဟုတ်လားအေးကိုလိုကောင်းတာတွေသူတို့ရသွားမှစိုးရိမ်တယ်ဝင်တူတယ်ပိဋကတို့လောကကြီးမှာမရှိဘူးလားအဲ့ဒါတွေရှိတယ်